ဆုတ်ကိုင်ခြင်းနဲ့စွန့်လွတ်ခြင်းဆုတ်ကိုင်ခြင်းကိုပါဠိဘာသာနဲ့ဥပါဒါနစွန့်လွတ်ခြင်းကိုပဟာနလို့ဘုရားမြတ်စွာရဲ့ဒေသနာတော်တွေမှာဖော်ပြထားတယ်ဘုရားမြတ်စွာရဲ့ဒေသနာတော်တွေဟာမြန်မာနိုင်ငံမှာတစ်ပေါင်းကြာမြင့်စွာကာလကပဲရောက်ရှိပြီးတော့ဒီနေ့ထိအောင်တည်တံ့ပြန်ပွားထွန်းကားပြီးတော့နေတယ်ဘယ်နှခုနှစ်ကစပြီးတော့မြန်မာပြည်ကိုရောက်ရှိတယ်ဆိုတာအတိအကျမပြောနိုင်တော့လဲဘုရားသမိုင်းတွေရဲ့အထောက်အထားကိုအတည်ယူမယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်ကပဲမြန်မာပြည်ကိုသာသနာရောက်တယ်လို့ဒီလိုပြောလို့ရပါတယ်သမိုင်းဆိုင်ရာအထောက်အထားတွေစပြီးတော့တွေ့တာကတော့သရေခိတ္တရာခေဒီကနေ့ပြည်မြို့သရေခိတ္တရာခေမှာရှေးဟောင်းဌာနကိုတူးဖော်လိုက်တဲ့အခါမှာခင်ပါကုန်းလို့ခေါ်တဲ့အရာမှာမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေတဲကအင်မတန်မှအဆင့်မြင့်ပြီးတော့ရှေးကြတယ်ရှင်သာရိပုတ္တရာမထေရမြတ်ကိုတော်မို့အဲ့ဒီတုန်းကဥပဒိတပရပိုက်ကိုပိဿဝဂီ၅ပါးတဲကတပါးပါဝင်ဖြစ်တဲ့ရှင်အတ္တဇီကရှင်းလင်းပြောကြားတဲ့ဂါထာတွေ့ရှိထားရတဲ့အထောက်အထားကိုကြည့်မယ်သရေခိတ္တရာခေတ်မြတ်စွာဘုရားရဲ့အဆင့်မြင့်တဲ့တရားဓမ္မမြန်မာပြည်မှာရောက်ရှိနေပြီပရိစ္ဆသမုပ္ပါဒ်တို့အမတန်လေးနက်တဲ့တရားဓမ္မတွေမြန်မာနိုင်ငံရောက်ရှိနေတယ်လို့ပြောရမှာဖြစ်တယ်သရေခိတ္တရာခေတ်ဆိုတာပကံနဲ့ရှေးကြတယ်17ရာစုနှစ်လောက်မှပကံကထွန်းကားခဲ့တာအဲ့တော့သရေခိတ္တရာခေတ်ကလေးကဘုရားရဲ့တရားတော်တွေမြန်မာပြည်ကိုရောက်ဒီကနေ့ထိအောင်ထွန်းကားတည်ရှိနေတယ်အဲ့လိုထွန်းကားတည်ရှိနေတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့မူရင်းတရားတော်တွေဟာပါဠိဘာသာနဲ့ဟောကြားထားတာဖြစ်သည့်အတွက်ကြောင့်မြန်မာနိုင်ငံသားတွေအဖို့ပါဠိဘာသာဆိုတဲ့ဘာသာစကားကြီးရဲ့အဟန့်အတားကြောင့်ဘုရားတရားတော်တွေကိုပိဋကတ်တော်တွေကလာတဲ့တရားဓမ္မများစွာကိုသိရှိခွင့်မရကြသေးဘူးလို့ပြောအောင်နှစ်ပေါင်း1000ကျော်ကာလထိအောင်မြန်မာလူမျိုးတွေရဲ့လက်ထဲမှာပိဋကတ်3ပုံရောက်ရှိနေပါလေရဲ့ထိုပိဋကတ်3ပုံဆိုတဲ့တရားဓမ္မတွေဟာမြန်မာလူမျိုးတွေအများစုအနေနဲ့ဘယ်လိုယူဆနားလည်နေကြသလဲဆိုရင်ဒီပိဋကတ်ဆိုတဲ့စာပေတွေဟာလောကုတ္တရာစာတွေဖြစ်တယ်ဘုန်းကြီးစာတွေတို့နဲ့မဆိုင်ဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တွေရှိကြတယ်ပေါ့သို့တော်မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုသေသေးချာချာလေ့လာကြည့်လိုက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ရောက်ကြောင်းကိုဥတည်ထားတာမှန်တော်လဲအနိတ္တရဘိုင်းအရာနိဗ္ဗာန်ကိုဥတည်ထားတာမှန်တော်လဲဘဝတန်တရားမှာမျက်မှောက်ဘဝမှာအကျိုးရှိရာရှိကြောင်းတန်တရားမှာအကျိုးရှိရာရှိကြောင်းကောင်းမြတ်တဲ့ဤစနစ်တွေညွှန်ကြားပြသထားတာအမှန်တမ်းမှတ်သားစရာတွေပြည့်နှက်ပြီးတော့နေဘုရားတရားတော်တွေကို
လေ့လာကြည့်ကြတဲ့နိုင်ငံသားတွေဟာတချို့အချက်တွေဆိုလို့ရှိရင်တော်တော်ကိုသူတို့မှာအားသင့်သွားဆိုပါစို့ဘုရားရဲ့နှစ်ပေါင်း2500တရားထဲမှာဘုရားဘာသာဝင်ဥပဒကတယောက်ဟာဥပတိကမ္မဘုရားကိုယုံကြည်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တူဟာလူကုန်ကူးတာမလုပ်ရဘူးလို့ဆိုတဲ့တတ္တဝနိစ္စဆိုတဲ့စကားလုံးဟာပါနေဒီကနေ့ခေတ်မှာလူကုန်ကူးတယ်ဆိုတာတွေရှိနေတယ်အဲ့တော့မြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကတည်းကမလုပ်ထိုက်ဘူးဆိုတာကိုဟောကြားပြီးတော့ထားတာရှိနောက်ပြီးတော့မစ္ဆဝနိတ္တဝိရစေဝါတွေရောင်းဝယ်ဖောက်ကားမှုမလုပ်သင့်ဘူးလို့လူအကျိုးပြုတဲ့လူမှုရေးဆိုင်ရာတရားဓမ္မတွေကိုမြတ်စွာဘုရားရဲ့ဒေသနာတော်တွေထဲမှာတွေ့ရှိရစီးပွားရေးနဲ့ပတ်သက်တဲ့ဒေသနာတော်တွေကျမ်းမာရေးနဲ့ပတ်သက်တဲ့ဒေသနာတော်တွေလူမှုရေးနဲ့ပတ်သက်တဲ့ဒေသနာတော်တွေမြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာပိဋကတ်3ပုံထဲမှာဒီကနေ့လေ့လာမယ်ဆိုလို့ရှိရင်တွေးရှိနေကြတယ်ဒါရင်လားလို့ဆိုမကဘူးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်းမြတ်စွာဘုရားဟောကြားထားတာတွေရှိတာနိုင်ငံရေးစနစ်နဲ့ပတ်သက်လာရင်တော့မြတ်စွာဘုရားကဘယ်စနစ်လို့မဟောဘူးတိုင်းပြည်ကိုဧကရစ်မင်းရဲ့စနစ်ဘုရင်စနစ်နဲ့အုပ်ချုပ်မယ်ဆိုရင်မင်းကျင့်တရား10ပါးmonarchical system လို့ခေါ်တယ်ဧကရစ်မင်းဘုရင်စနစ်နဲ့အုပ်ချုပ်တာနောက်တစ်ခုကလူမျိုးတစ်မျိုးသို့မဟုတ်ပါတီတစ်ခုကနေပြီးအုပ်ချုပ်တဲ့ဤစနစ်နဲ့ပတ်သက်လာ oligarchy system လို့ခေါ်တယ်အဲ့ဒါနဲ့ပတ်သက်လာလို့ရှိရင်တော့အပရိဟာနိယတရား9ပါးဆိုပြီးတော့ဟောကြားထားတာရှိတယ်အဲ့တော့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်းမြတ်စွာဘုရားရဲ့တရားတော်တွေဟာဘယ်ဘက်ကိုမှအစွန်းမရောက်စေပဲနဲ့တိမတ်စွာဟောကြားထားတာလေဒီကနေ့လိုက်တာကျင့်သုံးကြမယ်ဆိုလို့ရှိရင်အဗ္ဗဓမ္မတန်ဖိုးရှိတဲ့အကျိုးအမြတ်ရလဒ်တွေရရှိမှာဖြစ်နိုင်အဓိကကတော့မြတ်စွာဘုရားရဲ့အဓိကဥတည်ချက်ကတော့တဏှာထဲမှာကြုံတွေ့လာတဲ့ဆင်းရဲဒုက္ခတွေနောက်ဆုံးပိတ်မှာလုံးဝအဆုံးသတ်ရေးဆိုတာအဓိကပန်းနိုင်တစ်ခုဖြစ်ဘာဖြစ်လို့တော့ဆိုလို့ရှိရင်လောကမှာပြဿနာများစွာဖြေရှင်းနိုင်တော့လည်းပဲဒီကနေ့တတ္တဝအလုံးကြုံတွေ့နေကြရတယ်လူသားတွေသာမကဘူးလူသားတွေတဲ့ချမ်းသာပါတယ်ဆိုတဲ့နတ်တွေပြမာတွေအပါဝင်တတ္တဝအလုံးကြုံတွေ့နေကြရတဲ့ပြဿနာကဘာလဲလို့ဆိုရင်အိုခြင်းနာခြင်းသေခြင်းဆိုတဲ့ပြဿနာတတ္တဝမှန်တဲ့ရဘယ်ဘုံဘယ်ဘဝမှာပဲဖြစ်ဖြစ်အစင်ထာဝရနေရတယ်လို့မရှိဘူးချိန်တန်လို့ရှိကံအရှိန်ကုန်သွားတာနဲ့တပြိုင်နက်ဘဝတစ်ခုကိုဆွန့်လွတ်ကြအဲ့ဒီဘဝတစ်ခုကိုဆွန့်လွတ်ကြရတယ်ဆိုတဲ့ဒီပြဿနာကြီးဟာတတ္တဝါအလုံးမှာမရှောင်လွဲနိုင်တဲ့ပြဿနာအဲ့ဒီပြဿနာကိုဖြေရှင်းတဲ့နည်းစနစ်ကိုမြတ်စွာဘုရားဟောကြားထားတာအဲ့ဒီနည်းစနစ်တွေဟာဒီကနေ့ပိဋကတ်3ပုံမှာပါရှိနေတယ်အဲ့ဒီနည်းစနစ်တွေတဲကအချို့ဘုန်းကြီးတို့ဒီကနေ့စုပ်ကင်ခြင်းနဲ့ဆွန့်လွတ်ခြင်း
ပဂရိအနေထားတစ်ခုကိုကြည့်မယ်ဆိုစုပ်ကင်ထားလို့ရှိရင်ဒုက္ခရောက်နိုင်ပြီးစွန့်လွတ်လိုက်ရင်ချမ်းသာသွားနိုင်တယ်ဆိုပါစို့မိခဲကိုစုပ်ကင်ထားမယ်ဆိုလို့ရှိရင်မိလောင်ခံမှာပဲစွန့်လွတ်လိုက်ရင်တော့ချမ်းသာမှာပဲအဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာစုပ်ကင်ထားမယ်ဆိုလို့ရှိရင်တန်တရားထဲမှာဒုက္ခတွေခံရပြီးစွန့်လွတ်လိုက်မယ်ဆိုရင်ချမ်းသာသွားနိုင်တဲ့ဤစနစ်တွေအဲ့ဒါကိုမြတ်စွာဘုရားကခေါ်ကြတာဟိုဒီကနေ့နာယူမှတ်သားကြရစုပ်ကင်တယ်ဆိုတာကိုဥပါဒါနဥပါဒံစွန့်လွတ်တယ်ဆိုတာကိုပဟာလပဟံလို့လည်းသုံးတယ်အဲ့တော့စုပ်ကင်တယ်ဆိုတာဘာကိုစုပ်ကင်တာလဲဘုန်းကြီးတို့ရုပ်ခန္ဓာကိုယ်ကြီးမှာရှိတဲ့လက်ကစုပ်ကင်ထားတာလို့ပဲစိတ်ကနေလည်းစုပ်ကင်ထားတာတွေရှိတယ်စိတ်အနေနဲ့စုပ်ကင်ထားတာဘာတွေလဲလို့ဆိုရင်အလုံးသိကြတဲ့ဥပါဒံ၄ပါးကိုကြည့်မျက်စိကမြင်ရတဲ့နှစ်သက်စရာအာယုံနားကကြားရတဲ့နှစ်သက်စရာအသံနှာခေါင်းနဲ့နမ်းရှူရတဲ့နှစ်သက်စရာအနတ်လျှာနဲ့လေရက်ရတဲ့နှစ်သက်စရာအရသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့နှစ်သက်စရာအထိတွေ့ဆိုတာတွေကိုတဏှာအမြင်ဒိဋ္ဌိအမြင်တွေနဲ့တတ္တဝါတွေဟာဆုပ်ကင်ထားကြတယ်စိတ်แท้ကဆုပ်ကင်ထားတယ်ဘာနဲ့ဆုပ်ကင်ထားတော့ဆိုတဏှာဒိဋ္ဌိနဲ့ဆုပ်ကင်ထားအဲ့ဒီဆုပ်ကင်ထားမှုဟာဘလောက်မြဲတယ်လဲလို့ဆိုရင်လုံးဝမလွတ်နိုင်တဲ့ထိဥပမာပေးတဲ့အခါကျတော့ဖားတကောင်ကိုမွေတကောင်ကကိုက်ပြီးတော့ဖမ်းတဲ့အခါထိုဖားဟာယုံထွက်ဖို့အမတန်ခက်တယ်တတ္တဝါတကောင်ကိုမိချောင်းကကိုက်ပြီးတော့ဖမ်းမယ်ဆိုလဲထိုတတ္တဝါဟာမိချောင်းပါးစပ်ကယုံထွက်ဖို့အမတန်ခက်တယ်အဲ့ဒါလို့မွေရဲ့ပါးစပ်မိချောင်းရဲ့ပါးစပ်ကနေပြီးတော့ယုံထွက်ဖို့မစွမ်းနိုင်တယ်လို့တတ္တဝါတွေဟာလဲတတ္တဝါတွေရဲ့စိတ်ဟာလဲကာမဂုဏ်အာယုံဆိုတာတွေကိုဆုပ်ကင်ထားလို့ထိုကာမဂုဏ်အာယုံတွေကယုံထွက်နိုင်စွမ်းမရှိဘူးတဲ့ဒါဖြင့်အဲ့ဒီယုံထွက်နိုင်စွမ်းမရှိတဲ့ကာမဂုဏ်အာယုန်တွေကိုဆုပ်ကင်ထားခြင်းဖြင့်ဘာဖြစ်တယ်လဲမိခဲကိုဆုပ်ကင်ထားမယ်လျှက်စစ်ကြိုးကိုဆုပ်ကင်ထားမယ်ဆိုရင်အန္တရာယ်ဖြစ်တယ်ဆိုတာလူတိုင်းသိတယ်ဟောဒီကာမဂုဏ်အာယုန်တွေကိုတွေ့တာတဲ့စိတ်နဲ့ဆုပ်ကင်ထားမယ်ဆိုရင်အ ਨੇ ဆုံးဒုက္ခရောက်တာဘာလဲလို့ဆိုရင်တောကကိုဆုပ်ခိုင်ထားတဲ့အာယုန်နဲ့ပတ်သက်လာပြီးတော့လူတွေဟာဆွေးရင်တော့ကဖြစ်နေကြကိုပြန်ပြီးတော့ဆင်ញင်စဉ်းစားကြည့်အတွဲအတာရှိတဲ့နေရာတောကဆိုတာလာတာပဲတွေ့တာမှုမရှိတဲ့နေရာဆိုတာတောကဆိုတာမလာဘူးဘယ်နေရာပဲဖြစ်ဖြစ်လူကိုတွေ့တာပဲဖြစ်ဖြစ်ပစ္စည်းကိုတွေ့တာပဲဖြစ်ဖြစ်ကိုတွေ့တာတဲ့အာယုန်တစ်ခုကိုဆုပ်ကင်ထားပြီဆိုရင်ထိုဆုပ်ကင်ထားမှုကိုအကြောင်းပြုပြီးတော့စိုးရိမ်တောကဆိုတာဖြစ်အလုံးလူတွေဟာစိုးရိမ်တောကဆိုတာအတွေ့အကြုံရှိပြီးလူတိုင်းစိုးရိမ်တောကကိုအတွေ့အကြုံရှိအဲ့ဒီစိုးရိမ်တောကဟာစိတ်ထဲနှလုံးထဲမှာရောက်လာလို့ရှိရင်နှလုံးသားကိုပူလောင်စေတယ်အဲ့ဒီပူလောင်စေတတ်တဲ့တောကဘလောက်ထင်အောင်ပြင်းထန်တယ်လဲလို့ဆိုလို့ရှိရင်ချို့ပုဂ္ဂိုလ်တွေမှာတောကကြောင့်ယူသွတ်သွားလိမ့်ထီအောင်ပြင်းထန်မြတ်စွာဘုရားလက်ထက်ကပတာစာရီတို့အမျိုးသမီးတွေပဲကြည့်ဒီကနေ့ခေတ်မှာလည်းပဲရှိမှာပါပဲ
တောကကြောင့်ယူသွတ်သွားတဲ့ဘဝရောက်သွားအဲ့တော့တောကဆိုတာလူရဲ့စိတ်နှလုံးထဲမှာစိတ်နှလုံးကိုပူလောင်စေတတ်တဲ့သဘာဝတရားတစ်ခုသူကဘာနဲ့ရှင်လာတော့ဆိုရင်ဒေါသနဲ့ရှင်တွဲပြီးတော့လာတောကဆိုဒီမှာစိတ်ထဲမှာခံစားချက်တစ်မျိုးပဲပြောမယ်ဆိုလို့ရှိရင်ဒေါသနဲ့ရှင်တွဲလာတဲ့ခံရခက်တဲ့ဝေဒနာတစ်မျိုးပဲလို့ဒေါမနတဝေဒနာအဲ့ဒါဘာကိုအကြောင်းပြုပြီးဖြစ်တာတောင်းဆိုအာယုန်တွေကိုကာမဂုဏ်တွေကိုတဏှာအမြင်ဖြင့်ဆုပ်ကင်ထားလို့ဖြစ်တာအဲ့ဒါကိုဆွန့်လွတ်နိုင်မယ်ဆိုလို့ရှိရင်ဆွန့်လွတ်လိုက်တာနဲ့တပြိုင်နက်တောကဆိုတာမလာတော့ဒါသေးသေးချာချာစဉ်းစားကြည့်လိုက်လို့ရှိရင်ဥပမာပဲကားအယောင်းဝယ်လှုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စိတ်အယောင်းဝယ်လှုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုယ်စိတ်ထဲမှာကြိုက်လို့အယောင်းဝယ်တဲ့လို့ဝယ်လိုက်ပြီးတော့ငါကားလို့သတ်မှတ်တဲ့အချိန်ကစပြီးတော့အဲ့ဒီကားပေါ်မှာဆုပ်ကင်ထားလိုက်ဆုပ်ကင်ထားလိုက်တဲ့အချိန်ကကားတစ်ခုခုဖြစ်မှသူစိုးရိမ်နေရစိတ်ကိုဝယ်ထားတဲ့ပုဂ္ဂိုလ်ကလည်းစိတ်တစ်ခုခုနဲ့ပျောက်ဆုံးသွားမှာစိုးရိမ်ရကိုမဝယ်ခင်တုန်းကဒီစိုးရိမ်စိတ်အဲ့ဒီကားနဲ့စိတ်နဲ့ပတ်သက်ပြီးတော့မပေါ်ခဲ့ဘူးကိုလက်ထဲရောက်တဲ့အခါကျတော့တောကဆိုပေါ်လာကိုနဲ့မပိုင်ဆိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတောကဆိုမလာဘူးလူလဲတူတူပဲပေါ့လူသားအချင်းချင်းမေတ္တာချစ်ခင်သက်ဝင်လို့မေတ္တာသက်ဝင်ချစ်ခင်လို့နှစ်ဦးလက်တွဲပြီဆိုတဲ့အချိန်မှာတောကဆိုဝင်လာကိုနဲ့မသိခင်ကဘာတောကမှမဝင်ဘူးသိလာလို့မေတ္တာသက်ဝင်ချစ်ခင်လာပြီဆိုလို့ရှိရင်တောကရောက်လာအဲ့ဒါဘာကြောင့်ရောက်တာတော့ဆိုတဏှာနဲ့ဒီအာယုန်ဒီပစ္စည်းဒီဝတ္ထုကိုဆုပ်ကန်လိုက်လို့ပဲဒါလက်တွေ့တရားသဘောအရာတွေ့တာမှုရှိတဲ့နေရာမှာတောကလာတယ်ဒါကြောင့်မို့မြတ်စွာဘုရားဒေသနာတော်တွေမှာဟောတယ်တဏှာယဇာယတိတောကောတဏှာကြောင့်တောကဖြစ်ရတယ်ပေမတောဇာယတိတောကောချစ်ခင်မှုကြောင့်တောကဆိုတာဖြစ်ရတယ်ကာမတောဇာယတိတောကောလူကျင်မှုကြောင့်တောကဆိုတာဖြစ်ရတယ်ဒါအကြောင်းနဲ့အကျိုးပဲလောကလူတွေကစဉ်းစားကြတယ်တောကကင်ဝေးနေထိုင်ရေးတဲ့ပစ္စည်းဥစ္စာတွေကာမဂုဏ်အာယုန်တွေပေါ်မှာလက်ကမလွတ်ဖဲနဲ့စိတ်အာယုန်တွေကမလွတ်ဖဲနဲ့ဆုပ်ကင်ထားပြီးတော့တောကကင်းအောင်နေဖို့ကြိုးစားတယ်ဆိုလို့ရှိရင်ဘယ်နည်းနဲ့မှဖြစ်နိုင်ဘယ်နည်းနဲ့မှတောကကင်းအောင်မနေနိုင်တောကကင်းကျင်လို့ရှိရင်ဆုပ်ကင်ထားမှုကိုဆွန့်လွတ်ရမယ်မစွန့်လွတ်သမျှတောကဆိုမကဲနိုင်ဘူးနောက်ဆုံးမှာအလုံးကိုစွန့်လိုက်ပါပြီကိုပေါ်မှာတွေ့တာမှုရှိနေသေးလို့ရှိရင်သူများအတွက်မစိုးရင်ရပါမယ်ကိုယ့်အတွက်တခါစိုးရင်ရပြန်ဟောစိုးရင်မှုဆိုတာတွေ့တာမှုရှိတဲ့နေရာမှာတောကဆိုတဲ့စိုးရင်မှုတွေလိုက်နေတယ်ဆိုတာတရားသဘောဆိုတာအသိဉာဏ်နဲ့ဆင်ញင်စဉ်းစားကြည့်မှသိတယ်အသိဉာဏ်နဲ့စဉ်းစားကြည့်ဖို့တတိကနေပြီးတော့အာယုံစိုက်ပေးဖို့လိုအပ်တယ်ဒါကြောင့်မို့အမှတ်တမဲ့မနေပဲနဲ့တတိတံပစဉ္ညတရားနဲ့နေရမယ်လို့သက်စွာဘုရားဟောတာတတိရှိနေပြီဆိုလို့ရှိရင်နောက်ကအသိဉာဏ်လိုက်လာမေ့မေ့လျော့လျော့နေလိုက်ပြီဆိုရင်အသိဉာဏ်လည်းပေါ်မလား
ဒါကြောင့်မို့လို့ကာမဂုဏ်အာယုန်တွေကိုဆုပ်ကင်ထားခြင်းလို့ဆိုတဲ့ကာမုပါဒနာဆုပ်ကင်ထားလို့ရှိရင်တောကဖြစ်မယ်ဒါအ ਨੇ ဆုံးအပြစ်တခြားအကုသိုလ်တွေလည်းဆုပ်ကင်ထားမှုကိုအခြေခံပြီးတော့ဖြစ်လာနိုင်နောက်ဆုံးမှာအပင်ငရဲကျသွားတာလဲဟောဒီဆုပ်ကင်ထားမှုကစတာဆုပ်ကင်ထားမှုကိုကြောင်းပြုပြီးတော့အပင်ငရဲထီအောင်ရောက်ရှိသွားပြီတန်တရားထဲမှာနစ်မွန်းသွားတဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိတယ်ဟောနောက်တစ်ခုဆုပ်ကင်တာတော့ပစ္စည်းဝတ္ထုနဲ့ကာမဂုဏ်အာယုန်နေမဟုတ်ဘဲနဲ့ကိုယုံကြည်တဲ့ကိုယ့်ရဲ့အမြင်ကိုဆုပ်ကင်ထားတာဒီအမြင်ကိုဆုပ်ကင်တာဟာလည်းပဲအမတန်မှပြင်းထန်အဲ့ဒါကိုဒိဋ္ဌုပါဒနာလို့ခေါ်တယ်ဒိဋ္ဌိဆိုတာအမြင်တယောက်နဲ့တယောက်အမြင်ချင်းမတူဘူးငါအမြင်ကမှန်တယ်သူ့အမြင်ကမှန်တယ်နဲ့ကိုမြင်ထားတဲ့အမြင်တစ်ခုအာဒါလက်ခာဟိပြင်းပြင်းထန်ထန်ဆုပ်ကင်ထားပြီးဒုပ္ပတိနေတ္တဂီကိုအမြင်ကိုစွန့်လွတ်ဖို့ဆိုတာအမှန်တန်ခက်တယ်ဒါကြောင့်မို့ဒိဋ္ဌိလို့ဆိုတဲ့ view နဲ့ပတ်သက်လာတဲ့အခါမှာလူတွေကဆုပ်ကင်နေကြအဲ့ဒီဆုပ်ကင်မှုကိုအကြောင်းပြုပြီးတော့မှားရွေးတဲ့အယူဆတရားကိုဆုပ်ကင်ဘယ်လိုမှားရွေးတဲ့အယူဆလဲလို့ဆိုကံဆိုတာရှိပါလေရဲ့ကံရဲ့အကျိုးတရားဆိုတာလည်းရှိပါလေရဲ့နဲ့ကံဆိုတာမရှိဘူးကံရဲ့အကျိုးတရားဆိုတာမရှိဘူးလို့ညင်းပယ်တဲ့အမြင်တစ်ခုကိုဆုပ်ပိုင်ထားလိုက်မယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာကောင်းတာမလုပ်တော့ကောင်းတာမလုပ်သည့်အတွက်ကြောင့်ကောင်းတာမလုပ်ဘူးမကောင်းတာတွေလုပ်တယ်ကောင်းတာမလုပ်မကောင်းတာတွေလုပ်သည့်အတွက်ကြောင့်ဘဝမှာနစ်မွန်းပြီးတော့နောက်ဆုံးမှာဆင်းရဲဒုက္ခတွေကြုံကြရတယ်အဲ့လိုတာရကတွေလည်းပဲမြောက်များစွာရှိတာမှားရွေးတဲ့အယူဆတရမစွန့်လွတ်နိုင်သည့်အတွက်ကြောင့်တန်တရားထဲမှာဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနိယတမိစ္ဆာဒိဋ္ဌိလို့တကယ့်ကိုဆွဲဆွဲမြဲမြဲဆုပ်ကင်ထားမိတဲ့အမြင်ကြီးတစ်ခုမှားရွေးတဲ့အမြင်ကြီးတစ်ခုဆုပ်ကင်ထားမိပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိမိရဲ့လောက်ရကြောင့်တန်တရားထဲမှာရှိကြစွာနေမွန်းပြီးတော့ကဘာတီအောင်ရှိကြစွာခံရတယ်လို့ဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောထားတယ်အပြစ်တွေအလုံးထဲမှာမိစ္ဆာဒိဋ္ဌိဆိုတဲ့မှားရွေးတဲ့အမြင်ဆိုတဲ့အပြစ်အဆိုးဆုံးပဲတဲ့ဘာဖြစ်လို့လဲဆိုမှားရွေးတဲ့အယူတစ်ခုကိုအခြေခံပြီးတော့အမြင်ကမှားနေမှတော့မှန်တာပဲလုပ်တော့မလဲမှားပြီးရင်ဆက်ပြီးတော့မှားဖို့ပဲရှိတယ်အမြင်ကမှမမှန်တာဒါကြောင့်မို့မှားရွေးမှုကိုအခြေခံလိုက်ပြီဆိုရင်မှန်တာဆိုတာနောက်ထပ်မလာနိုင်တော့ဘူးအဲ့ဒါလို့မှားရွေးတဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ destination လို့ခေါ်တဲ့ဂတိသူသွားရမယ့်လမ်းကြောင်းဟာနှစ်သွယ်ပဲရှိတယ်ငရဲနဲ့တရိစ္ဆာန်လို့ဒါကမြတ်စွာဘုရားသုတ်တန်တစ်ခုမှာဒီလိုဟောထားဘာဖြစ်လို့လဲဆိုတော့မှားယွင်းမှုကိုအကြောင်းပြုပြီးတော့ तू ကအကုသိုလ်တွေပဲလုပ်မယ်အကုသိုလ်တွေလုပ်လို့အကုသိုလ်တွေပြင်းထန်လာလို့ရှိရင်ထိုအကုသိုလ်တွေရဲ့ပို့ဆောင်မှုကြောင့်ငရဲကြမယ်အေးငရဲကြနိုင်လောက်အောင်မပြင်းထန်တဲ့အကုသိုလ်ပြင်းထန်တဲ့အကုသိုလ်မလုပ်ဘူးဆိုလို့ရှိရင်မှားယွင်းတဲ့အယူဆတရားကြောင့်တိရစ္ဆာန်ဘဝကိုရောက်စေဟောအမတမနစ်နာဒါကြောင့်မလို့ဒီမှားယွင်းတဲ့အမြင်တစ်ခုကိုဆုပ်ကင်ထားတာဟာလည်းပဲဒုက္ခကိုရောက်စေတတ်တယ်ဒါလည်းဆွန့်လွတ်ရမှာဖြစ်တယ်အဲ့ဒီနှစ်ခုဟာအမှန်တမ်းအရေးကြီးတယ်လို့ဆုပ်ကင်ထားခြင်းအဲ့ဒီဆုပ်ကင်ထားသမျှကာလပတ်လုံး
တန်တရားတွေကလွတ်မြောက်မှုကြုံတွေ့ရတဲ့ဒုက္ခတွေရဲ့အဆုံးသတ်မှုဆိုတာဘယ်နည်းနဲ့မှမရှိဒါကြောင့်မို့လို့ဒီဆုတ်ကင်ထားမှုစွန့်လွတ်ရစွန့်လွတ်တယ်ဆိုတဲ့အခါမှာစွန့်လွတ်ခြင်းဆိုတာပါဟာနဆိုတဲ့ပါဠိကိုဘာသာပြန်ပြောတာပါဟာနဆိုတာစွန့်လွတ်လိုက်တယ်ဖယ်ရှားလိုက်တယ်စွန့်လွတ်ပုံစွန့်လွတ်နည်းဘယ်နှမျိုးရှိလဲလို့ဆို၅မျိုးရှိတယ်နံပါတ်1ကတတိင်္ဂပါဟာနမြန်မာလိုလဲတရင်ကပဟံလို့ပဲဘုရားစာပေကျမ်းစာတွေမှာဒီလိုရေးကြတရင်ကပဟာနကိုနငယ်တက်ပြီးတော့ပဟံလို့ပဲရေးတယ်စွန့်လွတ်ခြင်းပဲတရင်ကပဟာနစွန့်လွတ်မှုဆိုတာတစားစီဖြုတ်ပယ်ပြီးတော့စွန့်လွတ်တာဆိုင်ရာအကြောင်းတစ်ခုကြောင့်ဆိုင်ရာအကြောင်းတစ်ခုဖြင့်ဆိုင်ရာအကြောင်းတစ်ခုဖယ်ရှားပြီးတော့စွန့်လွတ်တာဒါတော့မြန်မာလူမျိုးတွေနားလည်နေကြတာတထင်ကားကိုတခဏလို့ဒီလိုနားလည်နေကြတာတထင်ကားနဲ့တခဏနဲ့ကမတူပါဘူးတထင်ကားဆိုတာဆိုင်ရာအကြောင်းကလေးတစ်ခုကြောင့်ခြားအကြောင်းတစ်ခုကိုဖယ်ရှားပြစ်တယ်အဲ့တော့ပြောရမယ်ဆိုရင်တစ်ခုစီအသီးသီးဖယ်ရှားပြစ်ခြင်းကိုစွန့်လွတ်ခြင်းကိုတရင်ငါဘာဟာနာလို့ခေါ်တယ်နောက်တစ်ခုကဝိက္ခံပနဘာဟာနာတွန်းလှန်ဖယ်ရှားပြီးတော့စွန့်လွတ်မှုဒီစွန့်လွတ်မှုကတော့တွန်းလှန်ဖယ်ရှားထားတယ်တွန်းထုတ်ထားတယ်ခုနလိုတစားစီစွန့်လွတ်တာမဟုတ်ဘူးတပြုံလုံးတွန်းလှန်ဖယ်ရှားပြီးတော့စွန့်လွတ်တာဝိက္ခံပနပါဟာနာနောက်တတိယတစ်ခုကသမုတ်စေတပါဟာနာသမုတ်စေတပါဟာနာဆိုတာဖြတ်တောက်ပယ်စွန့်လာဖြတ်တောက်ပြီးတော့အပြည့်သက်စွန့်လွတ်တာဖြတ်တောက်ပြလိုက်တယ်ဆိုတာနောက်ထပ်ဆက်သွယ်တာမရှိတော့ဖြတ်တောက်စွန့်လွတ်ခြင်းနောက်တစ်ခုကပฏิပတ္တိပါဟာနာလို့ခေါ်တယ်ပฏิပတ္တိပါဟာနာလို့ဆိုတာထပ်မံငြိမ့်သက်စွန့်လွတ်ခြင်းလက်ကြံလေးတွေမရှိရအောင်ထပ်မံငြိမ့်သက်ပြီးတော့စွန့်လွတ်တာတဲ့ဟောနံပါတ်5ကျတော့နေတရဏပါဟာနာထွက်ခွာစွန့်လွတ်ခြင်းလို့ဒါစွန့်လွတ်ခြင်း5မျိုးလို့ဒီလိုမှတ်သားတတိငါပါဟာနာတဲ့ဝိက္ခံပနပါဟာနာသမုတ်စေတပါဟာနာပฏิပတ္တိပါဟာနာနေတရဏပါဟာနာစပယိတံကနေပါဒီလိုစွန့်လွတ်မှု5မျိုးဖယ်ရှားမှု5မျိုးခွဲခြားပြီးတော့ဟောထားတာရှိတယ်အဲ့ဒီမဲ့တရင်ကပါဟာနာဆိုတာတစားချင်းသက်ဆိုင်ရာအကြောင်းလေးတွေတစ်ခုစီကနေစွန့်လွတ်သွားတာဒါဝိပဿနာကျင့်စဉ်နဲ့ဆိုင်တယ်အသိဉာဏ်ဆိုတာတစ်ခုစီထူထောင်ပြီးတော့မှားရနေတဲ့အယူဆတွေမမှန်ကန်တဲ့အချက်အလက်တွေစိတ်ရဲ့အညစ်အကြေးတွေကိုတဖြည်းဖြည်းတစ်ခုချင်းဖယ်ရှားသွားတာတည်ငါဘာဟာနာအဲ့ဒီမှာဝိပဿနာဉာဏ်တွေကလည်းပဲ10မျိုးရှိတာအားလုံးသိတယ်ဝိပဿနာဉာဏ်တွေကနေပြီးတော့တစစီဖြုတ်ပယ်သွားတာတဆင့်ချင်းပယ်သွားတာစွန့်ပယ်သွားတာစွန့်လွတ်သွားတာဒါကိုတရင်ကဘာဟာနာလို့ခေါ်တယ်
ကဲဘယ်လိုစုပ်ပယ်သွားလဲဝိပဿနာဉာဏ်ဖြစ်စဉ်လေးနဲ့ကြည့်ရဝိပဿနာဉာဏ်တွေကဘယ်ကစလဲလို့ဆိုရင်နာမရူပပြိစ္ဆေတတ္တဝါဆိုတဲ့အမြင်တစ်ခုကိုဖယ်ရှားပြစ်လိုက်ပြီးနာနဲ့ရုပ်နှမျိုးတည်းရှိတယ်လို့ကိုဆင်ញင်သုံးသပ်ကြည့်လိုက်လို့ရှိရင်နာနဲ့ရုပ်နှစ်ခုပဲရှိတယ်ရုပ်လို့ပြောတဲ့ဟောဒီခန္ဓာကိုယ် body ကြီးရယ်နာလို့ပြောတဲ့ mind ဒါပဲရှိတာပဲကိုအလုံးဘယ်သူပဲဖြစ်ဖြစ် body နဲ့ mind ဒီနှစ်ခုပဲရှိတာအဲ့ဒီနာနဲ့ရုပ်ကိုကွဲကွဲပြားပြားသိပြီးကွဲကွဲခြားခြားသိလို့တတ္တဝါဆိုတဲ့အမြင်တစ်ခုကိုဆွန့်လွတ်နိုင်တယ်အဲ့ဒီနာနဲ့ရုပ်ကိုပိုင်းပိုင်းခြားခြားသိတဲ့အသိဉာဏ်ကိုနာမရူပပြိစ္ဆေဒဉာဏ်လို့ခေါ်တယ် Analytical knowledge of mind and matter ရုပ်နဲ့နာမ်ကိုပိုင်းပိုင်းခြားခြားခွဲခြားပြီးတော့သိတဲ့အသိဉာဏ်အဲ့ဒီအသိဉာဏ်ရလာပြီဆိုလို့ရှိရင်ဘာကိုဆွန့်လွတ်တယ်လဲလို့ဆိုရင်နာမရူပဝဝဋ္ဌာနေနသက္ကာယဒိဋ္ဌိယပဟာနာနဲ့နာနဲ့ယုတ်နှစ်ခုကိုခွဲခြားသိပြီဆိုလို့ရှိရင်အဲ့ဒီအသိဉာဏ်နဲ့ဘာကိုစွန့်ဖယ်လိုက်တယ်လဲလို့ဆိုရင်ခန္ဓာ၅ပါးအပေါ်မှာအတ္တလို့မှားယွင်းစွာရှုမြင်သုံးသပ်နေတဲ့အယူဆတစ်ခုဆွန့်လွတ်လိုက်နိုင်တက္ကာယဒိဋ္ဌိဆိုတာတက္ကာယဆိုတာခန္ဓာ၅ပါးကိုပြောတာကာယဆိုတာနဲ့ခန္ဓာဆိုတာအဓိပ္ပာယ်တူတူပဲကာယဆိုတာဒီနေရာမှာအစုအဝေးခန္ဓာဆိုတာလည်းအစုအဝေးဒါမို့ခန္ဓာကိုအင်္ဂလိပ်လိုပြန်တော့ aggregate လို့ပြန်တာကာယလည်း aggregate ပဲ group တို့ aggregate တို့အစုအဝေးတကာယဆိုတာတကယ်ထင်ရှားရှိနေတာကခန္ဓာထင်ရှားရှိနေတဲ့ခန္ဓာပေါ်မှာအထင်အမြင်ဖြစ်နေတာကမှားနေတဲ့အမြင်တစ်ခုကသာအတ္တလို့ခန္ဓာကိုယ်ကြီးကိုခန္ဓာ၅ပါးတဲ့ကတစ်ခုခုအတ္တလို့ယူဆလိုက်လို့ရှိရင်မြင်လိုက်လို့ရှိရင်ဒါမှားရွံ့တဲ့အမြင်ဖြစ်သွားခန္ဓာ၅ပါးကတက္ကာယထိုတက္ကာယပေါ်မှာမှားယွင်းစွာရှုမြင်မှုကဒိဋ္ဌိယုံနာနှစ်ပါးကိုခွဲခွဲခြားခြားသိသွားပြီရုပ်ဟာရုပ်ပဲနာဟာနာပဲလို့နာနဲ့ရုပ်တွေကိုသူ့တဘာဝအတိုင်းသိရှိနားလည်သွားပြီဆိုလို့ရှိရင်တက္ကာယဒိဋ္ဌိဆိုတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အယူဆတစ်ခုဆွန့်လွတ်လိုက်နိုင်တယ်ပေါ့ဒါကိုပြောတာတဒင်္ဂပဟာနဆိုတာဒီညာနဲ့ဒါတစ်ခုပဲဆွန့်တာဉာဏ်မဆွန့်သေးဘူးနာမရူပပြိစ္ဆေဒဉာဏ်လို့ဆိုတဲ့ဝိပဿနာဉာဏ်ဖြင့်တက္ကာယဒိဋ္ဌိဆိုတဲ့မှားလွင်းတဲ့ယူဆချက်ဆုပ်ကင်ထားမှုကိုဆွန့်လွတ်လိုက်ပြီလို့ဒီလိုပြောတာဆုပ်ကင်မှုကိုဆွန့်လွတ်လိုက်တာရုပ်ကိုပဲဖြစ်ဖြစ်ဝေဒနာကိုပဲဖြစ်ဖြစ်သင်ညာကိုပဲဖြစ်ဖြစ်သင်္ခါရကိုပဲဖြစ်ဖြစ်ဝိညာဏကိုပဲဖြစ်ဖြစ်မိမိတဏ္ဍာမှာရှိတဲ့ယုံနာတရားတွေနဲ့ပတ်သက်ပြီးတော့ခိုင်မြဲတဲ့အရာငါလို့ပြောเสียအရာမရှိဘူးဆိုတာဒီဉာဏ်နဲ့ငကောကထင်မှားလာတဲ့တက္ကာယဒိဋ္ဌိဆိုတဲ့ခန္ဓာ၅ပါးပေါ်မှာယူမှားနေတဲ့ဒိဋ္ဌိဆိုတဲ့ဆုပ်ကင်ထားမှုကြီးမိစ္ဆာဒိဋ္ဌိဆိုတဲ့ဆုပ်ကင်ထားမှုကြီးကိုဆွန့်လွတ်လိုက်တာပဲဒါဆွန့်လွတ်တဲ့အခါမှာဒီဉာဏ်နဲ့ဒီတစ်မျိုးပဲဆွန့်လွတ်တာကျန်တာတွေမဆွန့်လွတ်နိုင်ဘူးအဲ့ဒါကိုတဒင်္ဂပဟာနာလို့ပြောဆိုင်ရာအကြောင်းလေးနဲ့ဒစစီဖြုတ်ပဲဟောနောက်တစ်ခုကြည့်လိုက်အောင်နာယုတ်နှစ်ပါးကိုကွဲပြားသိတဲ့ဉာဏ်နဲ့တက္ကာယဒိဋ္ဌိကိုဆွန့်လွတ်လိုက်တယ်နောက်တိုးတက်လာတဲ့ဉာဏ်ကနာယုတ်နှမျိုးတင်သိုံမြမကဘူးထိုနာယုတ်နှမျိုးရဲ့မှန်ကန်တဲ့အကြောင်းတရားတွေကိုပါသိရှိနားလည်လာတယ်ဆိုပါစို့ရုပ်ဆိုတာကံစိတ်ဥဒ္ဓအာဟာရအကြောင်း၄ပါးကြောင့်ဖြစ်တယ်
ဟောအကြောင်းတရားပါသိလားနံဆိုတဲ့နေရာမှာဖတ်တာဆိုလို့ရှိရင်သလယရဏပစ္စယဖတ်တော့သလယရဏရှိလို့ဖတ်တာဖြစ်ရတယ်ဖတ်တာပစ္စယဝေဒနာဖတ်တာရှိလို့ဝေဒနာဖြစ်ရတယ်ဝေဒနာပစ္စယတဏှာဝေဒနာရှိနေလို့တဏှာရှိရတယ်ဆိုဟောဆိုင်ရာအကြောင်းတွေပါသိလားမျက်စိနဲ့အဆင်းအာယုံဆုံလိုက်တဲ့အခါမှာမြင်သိစိတ်ဆိုတာပေါ်တယ်ဟောအကြောင်းနဲ့တကွာသိလားမြင်သိစိတ်ရဲ့အကြောင်းကိုမြင်သိစိတ်တင်သိတာမဟုတ်ဘူးမျက်စိနဲ့အဆင်းအာယုံဆုံရင်းသည့်အကြောင်းတရားလို့ဆိုင်ရာအကြောင်းတရားပါထည့်သွင်းပြီးတော့သိလာတဲ့အသိဉာဏ်ကိုပစ္စယပရိက္ခဟဉာဏ်လို့ခေါ်တယ်ပစ္စယကအကြောင်းတရားပရိက္ခဟကမှတ်ယူနိုင်တဲ့အသိဉာဏ်နဲ့အဲ့ဒီပစ္စယပရိက္ခဟဉာဏ်ဖြင့်ဘာတွေကိုစွန့်လွတ်လိုက်တယ်လဲလို့ဆိုရင်အဟေတုကဒိဋ္ဌိနဲ့ဝိသမဟေတုဒိဋ္ဌိအဟေတုကဒိဋ္ဌိဆိုတာတတ္တဝါတွေဖြစ်လာတာဟာသူ့ဟာသူဖြစ်လာတာ causeless အကြောင်းမဲ့ဖြစ်လာ accidental အကြောင်းမဲ့ဖြစ်လာတာအကြောင်းနဲ့အကြောင်းကြောင့်ဖြစ်တာမဟုတ်ဘူးအကြောင်းကိုညှင်းပယ်တဲ့အမြင်ကိုအဟေတုကဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီမှားယွင်းတဲ့အဟေတုကဒိဋ္ဌိလောကမှာအကြောင်းမဲ့ဖြစ်တယ်ဆိုတာတခုမှမရှိဘူးအကြောင်းရှိတယ်အဲ့တော့အကြောင်းမဲ့ဖြစ်တယ်ဆိုတဲ့မှားယွင်းတဲ့အမြင်တစ်ခုကိုဆွန့်လွတ်လိုက်နိုင်တယ်ဘာဖြစ်လို့တော့နာယုတ်ရဲ့အကြောင်းကိုသူကတွေ့တယ်တွေ့တော့အကြောင်းမရှိဘူးဆိုတဲ့အမြင်တစ်ခုကပြုတ်ထွက်သွားပြန်ဒီဉာဏ်ရလိုက်တာနဲ့တပြိုင်နက်အဲ့ဒါကိုဆွန့်လွတ်ပြီးသားဖြစ်သွားနောက်တစ်ခုကဘာလဲဆိုရင်ဝိသမဟေတုဒိဋ္ဌိမမှန်မကန်တဲ့အကြောင်းတရားတွေကိုအကြောင်းဖြစ်ယူပြီးတော့ပြောတယ်ဆိုပါစို့ဆိုင်ရာအကြောင်းတရားတွေရှိနေတာဖြစ်ပါလေတဲ့တန်းနဲ့လက်တွေ့မျက်တွေ့ကြတဲ့အကြောင်းတရားတွေကိုညှင်းပယ်ပြီးတော့လက်တွေ့မကြတဲ့အကြောင်းတရားကိုသွားပြီးတော့စွဲတာဆိုပါစို့ကံဆိုတဲ့အကြောင်းတရားထင်ရှားရှိနေပါလေတဲ့တန်းနဲ့တကုရှင်ကဖန်ဆင်းလို့ဖြစ်တယ်လို့ဆိုတာလက်တွေ့မကြတဲ့အကြောင်းတစ်ခုပဲပေါ့အဲ့ဒီလက်တွေ့မကြတဲ့အကြောင်းတစ်ခုကိုလက်ခံယုံကြည်နေတဲ့အမြင်ဟာဝိသမဟေတုဒိဋ္ဌိလို့ခေါ်တယ်မမှန်ကန်တဲ့အကြောင်းတရားပေါ်မှာအမှန်လို့ထင်နေတဲ့အမြင်တစ်ခုပဲဒါကနေ့ခေတ်မှာပေါ်တာမဟုတ်ဘူးဟိုရှိတုန်းကလည်းရှိတယ်ဣတရနေမာနဝါဒတဲ့တကုရှင်ကြီးကနေဖန်ဆင်းလို့အရာခသိန်းဟာတကုရှင်ကြီးရဲ့အလိုတော်ကြအတိုင်းတကုရှင်ကြီးကဖန်ဆင်းလို့ဖြစ်လာရတယ်လို့လူတွေကယုံကြည်ကြတယ်။နောက်တစ်ခုကတော့ဒီဘဝခံစားရတာတွေဟာဘာကြောင့်ပဲဖြစ်ဖြစ်အတိတ်ကံတစ်မျိုးတည်းကြောင့်လို့ဒီလိုမမှန်ကန်တဲ့အကြောင်းတရားတစ်ခုတည်းကိုဆွဲပြီးတော့ယူဆတာလဲဝိသမဟေတုဒိဋ္ဌိပဲ။အဲ့ဒါကိုပုပ္ပေကတဟေတုဒိဋ္ဌိလို့စာပေထဲမှာဆိုတယ်။ဣတရနေမာနဒိဋ္ဌိနဲ့ပုပ္ပေကတဟေတုဒိဋ္ဌိဒါဟာဒီနေရာမှာဝိသမဟေတုဒိဋ္ဌိမမှန်ကန်တဲ့အကြောင်းတရားတွေကိုအမှန်အဖြစ်မြင်နေတဲ့အယူအဆတစ်ခုဟောဒီမှန်ကန်အကြောင်းတရားတွေဆိုပါစို့ပဋိစ္စသမုပ္ပါဒ်နဲ့မှန်ကန်တဲ့အကြောင်းတရားတွေမြတ်စွာဘုရားကထုတ်ဖော်ဟောကြားထားတယ်ပဋ္ဌာန်း၄ပစ္စည်းမှာလည်းမှန်ကန်တဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားထုတ်ဖော်ဟောကြားထားတယ်အဲ့ဒီမှန်ကန်တဲ့အကြောင်းတရားတွေကိုညှင်းပယ်ပြီးတော့မမှန်ကန်တဲ့အကြောင်းတရားတွေကိုအကြောင်းအဖြစ်ယူဆတယ်ဆိုတဲ့မိစ္ဆာဒိဋ္ဌိတွေကိုဟောဒီပစ္စယပရိက္ခဉာဏ်ကဖယ်ရှားပြတ်နိုင်တယ်ဒီဉာဏ်နဲ့ဆွန့်လွတ်လိုက်တာဒါကြောင့်မို့တထင်ကပဟာနာဒီဉာဏ်လေးကဒါပဲဆွန့်လွတ်နိုင်တယ်နောက်တစ်ခုဝိပဿနာဉာဏ်တစ်ခုအဆင့်မြင့်သွားတဲ့အခါမှာဘာဖြစ်လဲပစ္စယပရိက္ခဉာဏ်ရလာတဲ့အခါကျတော့နောက်တစ်ခုဆွန့်လွတ်မှုကဘာလဲလို့ဆိုရင်ပစ္စယပရိက္ခဉာဏ်ရလာလို့ရှိရင်မှန်ကန်တဲ့အကြောင်းတရားတွေကိုသိသွားသည့်အတွက်ကြောင့်အကြောင်းကိုတွေးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဖြစ်အောင်မလားမဖြစ်တော့ဘူးလားဆိုတဲ့တွေးတောယုံမှမှုတွေမလာတော့ဖြစ်ခဲ့သလားမဖြစ်ခဲ့ဘူးလားဆိုတာလဲတွေးတောယုံမှမှုမရှိတော့
ဘာဖြစ်လို့တော့အကြောင်းဆိုတာတွေ့နေအကြောင်းရှိရင်ဖြစ်အောင်ပဲအကြောင်းမရှိရင်မဖြစ်ဘူးအဲ့တော့မှန်ကန်တဲ့အကြောင်းတရားတွေကိုအကြောင်းပြုပြီးတော့သိမြင်ထားတဲ့အခါကျတော့ကင်္ခာဝိတရဏတန်တရားတွေကိုကြော်လွှားပြီးတော့ကျန်လေတန်တရားတွေကိုကြော်လွှားနိုင်တဲ့အတိနဲ့မှန်မှန်ကန်ကန်အကြောင်းတရားတွေကိုမြင်လိုက်ရင်တန်တရားတွေဟာကြော်လွှားသွားသဖြင့်သို့လို့တွေးတောမှုဆိုတဲ့အရာတစ်ခုဟာပျောက်ကင်းသွားတယ်လောကလူတွေမှာစဉ်းစားကြတယ်လေဒုဘဝရောက်လာတာဟာကံကြောင့်ဖြစ်တာလားထာဝရဘုရားကြောင့်ဖြစ်လာတာလားလို့တွေးကောင်းတွေးနေကြကိုယ်တိုင်တရားဓမ္မကိုကြည်ကြံကြိုးကိုအထုတ်ကြည့်လို့ကိုယ်တဏ္ဍာမှာတကယ်ဖြစ်နေတဲ့တကယ်အကြောင်းတရားတွေကိုသိလိုက်တဲ့အခါကျတော့ကျန်တဲ့အကြောင်းတရားတွေပေါ်မှာသို့လို့ဟိုလိုလားဒီလိုလားဆိုတဲ့အတွေးတွေဖယ်ရှားပြတ်နိုင်တယ်ဒါလည်းတရင်ကဘာနာဆိုင်ရာအသိဉာဏ်လေးနဲ့ဆိုင်ရာအမှားတွေကိုဖယ်ရှားသွားတာပစ္စယပရိက္ခဉာဏ်ပြီးတဲ့အခါကျတော့ရုပ်တရားနံတရားတွေကိုပေါင်းပြီးတော့ရှုမြင်သုံးသပ်ဆင်ញင်တတ်တဲ့သမ္မတနာဉာဏ်ကလာပသမ္မတနာဉာဏ်လို့ဒီလိုသုံးတယ်ကလာပဆိုတာပေါင်းပြီးတော့ရှုတခုချင်းမရှုနိုင်တဲ့အခါမှာပေါင်းလိုက်တယ်အသိစိတ်တွေကိုပေါင်းပြီးတော့ကြည့်တယ်ရုပ်တရားတွေကိုပေါင်းပြီးတော့ကြည့်တယ်သဘာဝချင်းတူတာတွေကိုပေါင်းပြီးတော့ရှုမြင်သုံးသပ်လိုက်တယ်အဲ့လိုယုံ nant တရားတွေကိုအမှန်အတိုင်းသူ့ရဲ့သဘာဝအတိုင်းမမြဲတဲ့သဘောမမြဲမှုကြောင့်ဒုက္ခသဘောမမြဲတာဒုက္ခရောက်နေတာကိုကိုယ်သဘောအတိုင်းဘာမှမဖြစ်နိုင်တာအနတ္တသဘောဒါတွေကိုသုံးသပ်ဆင်ခြင်မိလာတဲ့အခါမှာယုံ nant သဘာဝတွေကိုသိမြင်လာတဲ့ဟောဒီအတိညာသမသနာဉာဏ်ဖြင့်ငါဥစ္စာဆိုတဲ့မှားယွင်းတဲ့ယူဆချက်ကြီးတစ်ခုဆွန့်လွတ်လိုက်နိုင်တယ်ပေါ့ငါလို့ပြောမယ်ဆိုဘယ်ဟာကိုပြောမှာလဲထာဝရပြောင်းလဲနေတဲ့အရာကြီးတစ်ခုငါလို့ပြောမှာလားဆိုပါစို့ကိုယ့်အတန်လေးတစ်ခုလှုပ်ကြည့်ပေါ့အတန်ဆိုတာရုပ်ပဲကာကြီးခါခွေးပဲရွတ်ကြည့်ကြည့် ABCD ပဲရွတ်ကြည့်ကြည့် A ကိုငါဟာလို့ပြောလိုက်မယ်ဆိုတဲ့အချိန်မှာ B ဖြစ်သွားပြီ A မရှိတော့ B ကိုငါဟာလို့ပြောလိုက်မယ်ဆိုတော့ C ဖြစ်သွားပြီနော်တတန်ပြီးတတန်ဖြစ်ပြီးတော့ပျောက်နေတဲ့အရာတစ်ခုဘယ်ဟာကိုငါဟာလို့ပြောမှလဲပထမခြေလန်းနေတဲ့အချိန်မှာဖြစ်တဲ့ယုံနာဒုတိယခြေလန်းမှာမရှိတော့အဲ့တော့ပထမခြေလန်းတော့ငါဟာကိုငါလို့ပြောလိုက်မယ်ဆိုလို့ရှိရင်ဒုတိယခြေလန်းရောက်တာနဲ့ငါဆိုတာလည်းမရှိတော့ငါဟာဆိုတာလည်းမရှိတော့အဲ့ဒါကြောင့်မလို့သမထနာဉာဏ်နဲ့ယုတ်တရားနံတရားတွေကိုဆင်ញင်သုံးသပ်မိသွားပြီဆိုလို့ရှိရင်ငါဆိုတဲ့မှားယွင်းတဲ့အမြင်တစ်ခုငါဟာဆိုတဲ့ဆွလန်မှုဆိုတာတွေကိုဆွန့်လွတ်လိုက်နိုင်တယ်တဲ့ဒီအမြင်မြင်မှဒီအသိဉာဏ်ရမှဒါကိုဆွန့်လွတ်နိုင်ဒါကြောင့်မို့လို့တည်ငါဘာဟာနာအစဉ်အစဉ်တစ်ခုပြီးတစ်ခုဆွန့်လွတ်သွားတဲ့သဘောကိုပြောနောက်တစ်ခါဝိပဿနာဉာဏ်စဉ်တစ်ခုကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာတမာရီစွမ်းအားလေးတွေရလာတဲ့အခါစိတ်ကလေးတည်ငြိမ်လာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကအလင်းအောင်လေးတွေထွက်လာတာတို့တတိစွမ်းအားဉာဏ်စွမ်းအားတွေထက်မြက်လာတာတို့သရာစွမ်းအားတွေထက်မြက်လာတာတို့ဘယ်တော့မှမကြုံဘူးတဲ့အတွေ့အကြုံလေးတွေရလာတဲ့အခါကျဒါထူးခြားတဲ့တရားတို့တရားမြတ်လို့စိတ်ထဲမှာထင်လာတတ်တယ်အဲ့ဒါလို့ထင်လာပြီးတော့ဆွဲလန်းပြီးတော့ရပ်တန့်သွားတတ်တယ်ဟောဒါတွေကအမတမတမာရီစွမ်းအားကြောင့်ဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်လို့ဒီအလင်းအောင်ဆိုတာရတာအသိဉာဏ်တွေထက်လာတာသရစွမ်းအားတွေတက်လာတာတတိတွေသိကောင်းလာတာတကယ်တော့
အခုလိုပေါ်လာတာဟာဝိပဿနာဉာဏ်ရဲ့အကျိုးဆက်မျှတာဖြစ်တယ်ငါဒီပေါ်မှာရပ်တည်ပြီးတော့နေရမှာမဟုတ်ဘူးငါဆက်သွားရမယ်လမ်းကတခြားရှုမှတ်နေကြတရားတိုင်းဆက်လက်ပြီးတော့ရှုမှတ်ရမှာလို့ဝိပဿနာလမ်းကြောင်းဟုတ်တာမဟုတ်တာကိုခွဲခြားပြီးတော့သိအဲ့တော့အလင်းရောင်လေးပေါ်လာတာကိုဒီအလင်းရောင်လေးကိုဆက်ပြီးတော့ရှုနေမယ်ကြည့်နေမယ်တွေ့တာနေမယ်ဆိုရင်ဒါလမ်းမဟုတ်တော့ယုံနဲ့ဓမ္မသင်္ခါရတရားတွေကိုပဲဆက်ပြီးတော့ရှုတာကသာလင်လမ်းအဲ့တော့လမ်းမဟုတ်တာနဲ့လမ်းဟုတ်တာဒီနှစ်ခုကိုခွဲခြားသိတဲ့ဉာဏ်ကိုမက္ကမက္ကညာနာလို့ခေါ်တယ်မက္ကမက္ကညာနာဒါသနာသိပြီးတော့မြင်တဲ့ဉာဏ်ဝိပဿနာလမ်းကြောင်းဟုတ်တယ်မဟုတ်ဘူးဒီနှစ်ခုကိုကွဲကွဲပြားပြားသိသွားတဲ့အသိဉာဏ်မျိုးကိုမက္ကမက္ကညာနာဒါသနာဟုတ်တယ်လေလောကမှာခရီးသွားရင်တောင်မှပဲမှားရွေးတဲ့လမ်းကိုလျှောက်သွားလို့ရှိရင်ကိုလိုချင်တဲ့ခရီးပဲရောက်မလဲမှန်ကန်တဲ့လမ်းပေါ်မှာရှောက်မှရောက်မှန်ကန်တဲ့လမ်းကိုရွေးပြီးတော့ဒါကအဲ့ဒီသွားတဲ့လမ်းမဟုတ်ဘူးတခြားဟာကမှဒီသွားတဲ့လမ်းလို့ကွဲကွဲပြားပြားသိသွားပြီဆိုလို့ရှိရင်ဘာကိုစွန့်လွတ်နိုင်တယ်လဲလို့ဆိုလို့ရှိရင်လမ်းမဟုတ်တာကိုလမ်းလို့ထင်နေတဲ့အထင်ကြီးတစ်ခုကိုစွန့်လွတ်လိုက်နိုင်တယ်ပေါ့မှားရွက်တဲ့အမြင်တစ်ခုစိတ်ထဲမှာမှတ်ထင်နေမှုတစ်ခုဝိပဿနာလမ်းကြောင်းမဟုတ်တာကြီးကိုလမ်းကြောင်းလို့ထင်နေတဲ့မှားရွက်တဲ့မှတ်ထင်မှုကြီးတစ်ခုစွန့်လွတ်လိုက်နိုင်တယ်တဲ့ဟောဆိုင်ရာဆိုင်ရာဉာဏ်ကလေးကဒီတိုင်းပဲစွန့်လွတ်သွားတာလို့ဒီလိုပြောတာနောက်တစ်ခုကျတော့ယုံနာဓမ္မသင်္ခါရတရားတွေဖြစ်ပြမှုကိုရှုလိုက်တဲ့အခါမှာဖြစ်တာတွေမြင်တယ်ဆိုင်ရာဆိုင်ရာအကြောင်းကြောင့်ဖြစ်လာတာတွေကိုမြင်လိုက်တယ်အဲ့ဒီအဖြစ်တွေကိုမြင်နေခြင်းအားဖြင့်ဥစ္စေရဒိဋ္ဌိသိရင်ပြီးရောဘာမှမဖြစ်ဘူးဆိုတဲ့ဥစ္စေရယူဆွဲမှုအမှားတစ်ခုကိုဖယ်ရှားလိုက်နိုင်တယ်။ဘာလို့ဆိုဖြစ်တာတွေမြင်နေတယ်။အကြောင်းရှိလို့ဖြစ်နေတာတွေကိုမြင်သည့်အတွက်ကြောင့်ဘယ်တော့မှမဖြစ်ဘူးဖြစ်ပြီးရင်ဒီပြတ်သွားတယ်တခါပဲလုံးဝပြတ်သွားတယ်ဆိုတဲ့အယူဆတစ်ခုဟာမှားယွင်းတဲ့အယူဆတစ်ခုဖြစ်တယ်ပေါ့။ဒါကြောင့်မို့လို့အဖြစ်ကိုမြင်တဲ့ဉာဏ်ကဥစ္စေရဒိဋ္ဌိလို့ဆိုတဲ့ထာဝရပြတ်သွားတယ်ဆိုတဲ့မှားယွင်းတဲ့အယူဆတစ်ခုကိုဖယ်ရှားပြနိုင်တယ် Annihilation လို့ခေါ်ပြတ်သွားတယ်ဆိုတဲ့အယူဆတစ်ခုကိုအဖြစ်မြင်ခြင်းကနေဖယ်ရှားပြလိုက်နိုင်တယ်စွန့်လွတ်လိုက်တယ်နောက်တစ်ခုကဥရိယဘယမှာပြတ်တာကိုမြင်လိုက်တာနဲ့တပြိုင်နက်မြဲတယ်ဆိုတဲ့ထာဝရမြဲတဲ့အမြဲလို့ယူဆတဲ့တတ္တတအယူဆမှားတစ်ခုဖယ်ရှားလိုက်နိုင်တယ်ဒါကြောင့်မို့လို့ဝိပဿနာဉာဏ်နဲ့ဖြစ်တာပြတ်တာကိုမြင်တယ်ဆိုတာကိုယ်တဏ္ဍာမှာဘာတွေကိုဖယ်ရှားနေတာတော့ဆိုဖြစ်တာကိုမြင်ခြင်းဖြင့်ဥစ္စေရဒိဋ္ဌိဆိုတဲ့အယူဆကိုဖယ်ရှားတာပြတ်တာကိုမြင်ခြင်းဖြင့်တတ္တတဒိဋ္ဌိဆိုတဲ့အယူဆဖယ်ရှားတာအဲ့တော့ထာဝရပြတ်သွားတာလည်းမဟုတ်ဘူးထာဝရဖြစ်တာတည်မြဲနေတာလည်းမဟုတ်ဘူး Annihilation လည်းမဟုတ်ဘူး Eternal လည်းမဟုတ်ဘူးလို့ဒီလိုဆိုလို့အဲ့တော့အဖြစ်ပြက်ကိုမြင်ခြင်းအဖြစ်ဥစ္စေရဒိဋ္ဌိနဲ့တတ္တရဒိဋ္ဌိကိုဖယ်ရှားပြစ်တယ်တဲ့တည်ငါပါဟောနောက်တစ်ခါကျတော့သင်္ခါရတရားတွေရဲ့ဖြစ်ပြမှုကိုရှုမြင်လာတဲ့အခါမှာဒီသင်္ခါရတရားတွေဟာဖြစ်ပြီးပြတ်သွားတာဆိုတော့နောက်ဆုံးမှာပြတ်မှုတွေကြီးပဲကြည့်ပြီးသင်္ခါရတရားတွေဟာကြောက်စရာကြီးပဲဘေးရန်အန္တရာယ်ကြီးပဲဘယ်ရာမှမမြဲပါလားပေါ်လာပြီးတော့ချက်ချင်းပြောက်သွားတာပါလားဆိုတော့ကြောက်စရာကြီးပဲလို့မြင်လာတာအဲ့ဒါလို့ကြောက်စရာကြီးပဲလို့မြင်လာလို့ရှင်ငကိုကကြောက်ရမှန်းမသိတဲ့အခုကြောက်ရမှန်းသိပါ
ကြောက်เสียမဟုတ်တာကိုငကိုယ်တော့ကကြောက်เสียဟုတ်ကဲ့တန်းနဲ့ကြောက်เสียမဟုတ်ဘူးလို့ထင်းနေတဲ့မှားရွက်တဲ့အထင်ကြီးတစ်ခုဖယ်ရှားပြစ်လိုက်နိုင်တယ်ကြောက်เสียကိုကြောက်เสียလို့မြင်လာတာဟာဒါလမ်းမှန်ပဲပေါ့ငကိုယ်တော့ကကြောက်เสียမဟုတ်ဘူးလို့ထင်းနေတယ်အခုကြောက်เสียလို့မြင်လာတာဟာဒါမှန်ကန်တဲ့အမြင်တစ်ခုပဲမှားရွက်နေတဲ့အမြင်ကြီးတစ်ခုကိုစွန့်လွတ်လိုက်နိုင်ခြင်းပဲဖြစ်တယ်နောက်တစ်ခုကဘာတုံးဆိုလို့ရှိရင်ယုံနာဓမ္မသင်္ခါရတွေအပြစ်ကိုမြင်လာအာဒီနဝဉာဏ်အဲ့ဒီအပြစ်ကိုမြင်လာလို့ရှိရင်ဘာဖြစ်လဲအပြစ်မမြင်ခင်တုန်းကတော့ကျေနပ်เสียနှစ်သက်เสียလို့ဒီလိုတွေးတယ်ယုံနာဓမ္မသင်္ခါရတွေအပြစ်ကိုမြင်လိုက်တာနဲ့တပြိုင်နက်ตาယာပွဲဆိုတာရှာမတွေ့တော့ဘူးตาယာမှုလို့ဆိုတဲ့အထင်ရောက်ခဲ့တဲ့အတ္တဓာတ်တင်ညာလို့ဆိုတဲ့မှားရွေးတဲ့စိတ်အထင်တစ်ခုဖယ်ရှားပြစ်နိုင်တယ်ဆွန့်လွတ်လိုက်နိုင်တယ်ပေါ့နောက်တစ်ခုယုံနာဓမ္မသင်္ခါရတွေပေါ်မှာရှုရင်နဲ့ဘာဖြစ်လာအပြစ်တွေမြင်လာတဲ့အခါမှာညှင်းငွေလာတယ်ညှင်းငွေတယ်ဆိုတာဘာပြောတာတော့ตาယာပွဲမတွေ့တော့ဘူးညှင်းငွေတယ်ဆိုတဲ့သဘောကကျေနပ်เสียနှစ်သက်เสียပျော်เสียရှာမတွေ့တော့ဘူးအဲ့တော့ညှင်းငွေလာတဲ့နေပိဋဉာဏ်နဲ့ငကိုယ်တော်ကလောကကြီးဟာပျော်เสียကြီးလို့ထင်နေတာဟုတ်အဲ့ဒီပျော်เสียကြီးလို့ထင်ခဲ့တဲ့အထင်ကိုညှင်းငွေမှုကဖယ်ရှားပြစ်လိုက်တယ်ဒါဟုတ်တာပဲလေပျော်เสียနဲ့ညှင်းငွေမှုကဆန့်ကျင်ပဲပျော်เสียကြီးလို့ထင်နေတဲ့လောကကြီးမှာပျော်เสียမဟုတ်ဘူးဆိုတာသိလားပျော်เสียလို့ထင်နေတဲ့အထင်တစ်ခုကိုဖယ်ရှားပြစ်လိုက်ခြင်းပဲနောက်တစ်ခုမௌစီတုကမြတညာညင်းငွေเสียကောင်းတဲ့သင်္ခါရတရားတွေကလွတ်ချင်လာတယ်ဆိုတဲ့အသိဉာဏ်တစ်ခုอ่ะငကိုယ်တော့ကတန်လျာဝတ်ကမလွတ်ချင်ပျော်တယ်ဒီဘဝမှာပဲနေရတာကျဉ်တ်နေတယ်အဲ့ဒီကျဉ်တ်ပြီးတော့လွတ်ချင်စိတ်လွတ်ချင်မှုရဲ့ဆန့်ကျင်ပဲဖြစ်တဲ့အတွေးတွေကိုဖယ်ရှားပြစ်နိုင်တယ်အဲ့ဒါတွေကိုဆွန့်လွတ်လိုက်တယ်လို့သူတို့ပြောတာမௌစီတုကမြတဉာဏ်ဖြစ်ပြီးတဲ့အခါမှာပရိသင်္ခာဉာဏ်တို့သင်္ခါရုပ္ပခာဉာဏ်တို့ဖြစ်လာပြန်ပြီးတော့ဆင်ញင်သုံးသပ်လိုက်တဲ့အခါသင်္ခါရတရားတွေပေါ်မှာတည်တည်ငြိမ်ငြိမ်နဲ့ရှုနိုင်တဲ့အနေအထားရှိတဲ့သင်္ခါရုပ္ပခာဉာဏ်ဖြစ်သင်္ခါရတွေတရားတွေပေါ်မှာတည်တည်ငြိမ်ငြိမ်မထားနိုင်တဲ့ရောက်ရက်ခတ်နေတဲ့ချစ်ချင်းမုန်းချင်းဆိုတာတွေနဲ့ရောထွေးနေတဲ့အနေအထားတွေကိုဆွန့်လွတ်လိုက်နိုင်တယ်တဲ့သင်္ခါရုပ္ပခာဉာဏ်ပြီးလို့ရှိရင်မဉ္ဇဉ်ဖို့ဉာဏ်စိုက်ဖို့ရအတွက်ဈာထဲမှာပေါင်းကူတရားလေးတစ်ဖွဲ့ဖြစ်တဲ့အတိဉာဏ်တွေအနုလောမဉာဏ်လို့ခေါ်တယ်အဲ့ဒီအနုလောမဉာဏ်ဖြစ်လာပြီဆိုလို့ရှိရင်သင်္ခါရုပ္ပခာဉာဏ်ရဲ့အထက်မှာအနုလောမဉာဏ်လို့လိုက်လျောညီတွေဖြစ်တဲ့ပေါင်းကူဉာဏ်ကလေးဖြစ်လာပြီဆိုလို့ရှိရင်အကြောင်းတရားတွေဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေထိုအကြောင်းတရားတွေရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်မှန်ကန်တဲ့အကြောင်းတရားတွေဒုက္ခခတ်သိမ်းချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဆန့်ကျင်ဘက်ဖြစ်နေတာတွေကင်းလွတ်သွားတယ်မှန်တယ်လေလောကလူတွေဟာနိဗ္ဗာန်ဆိုတာဘာမှမဖြစ်ရတော့ဘူးဘဝတစ်ခုချုပ်ငြိမ်းသွားတယ်ဆိုလို့ရှိရင်ကြောက်တယ်ဖြစ်ချင်တာဟိုလူကဘဝတဏှာရှိနေတဲ့ပုဂ္ဂိုလ်တယောက်ကဘာမှမဖြစ်ရတော့ဘူးဆိုလို့ရှိရင်မနေနိုင်ဘူးသူကဖြစ်ချင်ဘုန်းကြီးတို့ငယ်ငယ်တုန်းကကြားဘူးတဲ့ဓမ္မကြီးတယောက်လို့သူကနိဗ္ဗာန်ဆိုတာသင်္ခါရတရားတွေအလုံးချုပ်သွားပြီးတော့အိုခြင်းနာခြင်းသိခြင်းဆင်းရဲလည်းမရှိဘူးချမ်းသာဒုက္ခအတိရှိတယ်ဆိုတော့ तू ကဘာမေးတော့ဆိုနိဗ္ဗာန်မှာစိတ်လေးတောက်လို့ရတာဆွဲလန်းနဲ့အမြင်နဲ့ကြည့်တာ तू စိတ်လေးကြိုက်တာစိတ်လေး
ဆေးလိပ်တောက်ရလားဆိုဘယ်နိဗ္ဗာန်ဆေးလိပ်တောက်ရမလဲ no smoking area ကြီးပဲဆေးလိပ်မတောက်ရတဲ့နေရာကြီးဆိုဆေးလိပ်မတောက်ရရင်မနေချင်ဘူးတဲ့ဒီလိုပဲလောကလူတွေဟာတန်တရားတွေကဘဝတဏှာအတွေးနဲ့တွေးလိုက်မယ်ဆိုရင်နိဗ္ဗာန်လိုချင်စရာမှမရှိတော့အဲ့ဒါဟာဆန့်ကျင်နေတဲ့သဘောတစ်ခုပဲပေါ့အဲ့ဒီပฏิလောမဆိုတဲ့ဆန့်ကျင်ဘက်သဘောတရားတွေဟာခုအနုလောမဉာဏ်ဖြစ်လာလိုက်တာနဲ့တပြိုင်နက်နိဗ္ဗာန်ပေါ်မှာဆန့်ကျင်တဲ့သဘောတရားတွေဟာပျောက်ကွယ်ပြီးတော့သွားတယ်ဒါတွေကိုဆွန့်လွတ်ပြီးသားဖြစ်သွားတယ်လို့ဒီလိုဆိုတာဟောနောက်တစ်ခါနောက်ဆုံးအနုလောမဉာဏ်ထိအောင်ကသင်္ခါရတရားတွေနဲ့ပတ်သက်တဲ့သင်္ခါရတရားတွေကိုအာယုံပြုပြီးတော့ဖြစ်တဲ့ဉာဏ်တွေကိုအဲ့ဒီနောက်မှာဖြစ်ပေါ်လာတဲ့ဉာဏ်ကြတော့ကုတ္တရဘူးလို့ခေါ်တယ်ကုတ္တရဘူးဆိုတာအာယုံတစ်ခုကိုပြောင်းလိုက်ပြီးသင်္ခါရတရားတွေကိုဝိပဿနာဉာဏ်နဲ့ရှုပြီးတော့ယုံ nant ဓမ္မသင်္ခါရတရားတွေပေါ်မှာရှုလာတဲ့ဝိပဿနာဉာဏ်ဟာကုတ္တရဘူးဉာဏ်ဖြစ်လာတဲ့အချိန်မှာအဲ့ဒီသင်္ခါရအာယုန်တွေကိုဆွန့်လွတ်လိုက်တယ်နိဗ္ဗာန်ဆိုတဲ့အာယုန်ကိုရယူလိုက်တယ်သင်္ခါရဆိုတဲ့အာယုန်တွေဟာအဲ့ဒီအချိန်မှာဆွန့်လွတ်လိုက်တယ်ဆုပ်ကင်မထားတော့ဘူးကုတ္တရဘူးဉာဏ်ပေါ်လိုက်တာနဲ့တပြိုင်နက်ယုတ်တဓမ္မသင်္ခါရအာယုန်လုံးဝမရှိတော့သင်္ခါရချုပ်ဆုံးရာသင်္ခါရတွေရဲ့ဆုံးရာဒုက္ခတွေရဲ့အဆုံးသတ်ရာနိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်သင်္ခါရဆိုတဲ့အာယုန်ကြီးတစ်ခုလုံးကိုဆွန့်လွတ်ပြလိုက်တာတဲ့ဟောဒါဆွန့်လွတ်ခြင်းနေပဲအဲ့ဒီလိုတစစီတစစီဉာဏ်တွေဟာဒီဉာဏ်နဲ့ဒါကိုဒီဉာဏ်နဲ့ဒါကိုတစ်ခုစီတစ်ခုစီဆွန့်လွတ်သွားတာကိုတည်ငါပဟာနာလို့ခေါ်တာတခဏလေးဆွန့်လွတ်တာကိုပြောတာမဟုတ်ဘူးဆိုင်ရာဆိုင်ရာဉာဏ်လေးတွေနဲ့ဆိုင်ရာဆိုင်ရာတရားဓမ္မအစိုးတရားတွေမှားယွင်းချက်တွေကိုဆွန့်လွတ်ပြီးတော့သွားတာကိုတည်ငါပဟာနာလို့ခေါ်တယ်ဒါဆွန့်လွတ်ခြင်းပဲနောက်တစ်ခုဝိက္ခမနပဟာနာလို့ဆိုတာတွန်းထုတ်ဖယ်ရှားဆွန့်လွတ်ခြင်းအဲ့ဒါကဘာလို့ဆိုရင်တမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတမာရီစွမ်းအားနဲ့နိဝရဏတရားတွေကိုတွန်းထုတ်ဖယ်ရှားလိုက်တာနိဝရဏတရားတွေဟာလုံးဝအနာမရောက်တခါတည်းအကုန်လုံးကာမဂုဏ်အာယုံခံစားခြင်းနဲ့စိတ်တွေကာမဂုဏ်ဘောကာယခံစားခြင်းနဲ့စိတ်တွေခံစားမှုမရလို့မကျေနပ်တဲ့စိတ်တွေစိတ်အားပြောညံ့မှုတွေစိတ်တွေလေလွင့်နေမှုတွေတန်တရားဖြစ်နေမှုတွေဆိုတဲ့ဒီစိတ်ရဲ့အဟံတာပညာကိုအားနည်းစေတတ်တဲ့နိဝရဏတရားတွေကိုတွန်းထုတ်ဖယ်ရှားပြီးတော့စိတ်ကလေးဟာအာယုံလေးတစ်ခုပေါ်မှာတိတိမတ်မတ်နဲ့တိတိငြိမ်ငြိမ်နေနိုင်တာဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်ရေမျက်နှာပြင်ပေါ်မှာမော်သေးမော်ညင်းတွေဖုံးနေတဲ့အခါရေကလာတဲ့ပုဂ္ဂိုလ်တရားဟာရေအိုးလေးကိုအပေါ်တင်ပြီးတော့ရေမျက်နှာပြင်ပေါ်ရေအိုးလေးတင်ပြီးတော့လှုပ်လိုက်တဲ့အခါကျတော့မော်သေးမော်ညင်းတွေဟာဘေးဖယ်သွားသလိုပဲတမာရိစွမ်းအားနဲ့ဒီအညစ်အကြေးတွေကိုဖယ်ရှားတာတွန်းထုတ်ဖယ်ရှားခြင်းဆိုတဲ့ဝိက္ခမနပဟံအားဖြင့်ဆွန့်လွတ်ခြင်းလို့ဒါပြောတာအဲ့ဒါကတမာရိတရားဇန်တရားတွေကနေပြီးနိဝရဏတရားတွေကိုဆွန့်လွတ်တဲ့သဘောနောက်တစ်ခုသမုတ်စေတပဟာနာဆိုတာဘာကိုပြောတာလဲလို့ဆိုဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်တဲ့အခါသင်္ခါရတရားတွေရဲ့ဆုံးရာနိဗ္ဗာန်ကိုလေးကမြင်မယ်ပေါ့သောတပတိမဲ့ဖြစ်တယ်သဂရဂါမိမဲ့ဖြစ်တယ်အနာဂါမိမဲ့ဖြစ်တယ်ရတ္တမဲ့ဖြစ်တယ်သူဝိပဿနာနဲ့သူပဲသောတပတိမဲ့ဖြစ်ဖို့ဝိပဿနာကတစ်ခုသဂရဂါမိမဲ့ဖြစ်ဖို့ဝိပဿနာကတစ်ခုသောတပတိမဲ့ရဲ့ဝိပဿနာတစ်ခုတည်းနဲ့သဂရဂါမိမဲ့အနာဂါမိမဲ့အရတ္တမဲ့ဆိုတာမဖြစ်ဘူးသူဝိပဿနာနဲ့သူလမ်းကြောင်းကနေသူကသူသွားရတာ
ဝိပဿနာဉာဏ်ကိုအစစ်မြင့်ပြီးတော့တိုးမြင့်သွားလို့ပထမဝိပဿနာဉာဏ်စွမ်းနဲ့သောတပန်ဖြစ်သွားတယ်သောတပတိမဲ့စိတ်ပေါ်တယ်ထို့နောက်ဆက်လက်ပြီးအထုတ်တဲ့ဝိပဿနာဉာဏ်တိုးမြင့်လာတဲ့ဝိပဿနာဉာဏ်နဲ့သဂရဂါမိမဲ့ဖြစ်တယ်တိုးမြင့်လာတဲ့ဝိပဿနာဉာဏ်နဲ့အနာဂါမိမဲ့ဖြစ်တယ်အစစ်အမြင့်ဆုံးဝိပဿနာဉာဏ်နဲ့အရဟတမေဆိုတာဖြစ်တယ်အဲ့ဒီမဉဏ်၄ပါးကြိုးစားအထုတ်လိုက်လို့ရှင်အဲ့ဒီမက်တွေကမိမိရဲ့တဏ္ဍာမှာဒီဒုက္ခကိုထုတ်လုပ်တဲ့တဏှာလို့ဆိုတဲ့သမုဒိယသစ္စာဘက်သားဖြစ်တဲ့ကိလေသာတွေအလုံးနောက်ထပ်ဘယ်တော့မှပေါ်မလာအောင်ဖြတ်တောက်ဖယ်ရှားပြစ်နိုင်တယ်ဖြတ်တောက်ပယ်ရှားခြင်းဖြင့်ဆွန့်လွတ်လိုက်တယ်လို့ဆိုလို့အနုတ္တယကိလေသာလို့ခေါ်တဲ့ခန္ဓာ၅ပါးပေါ်မှာဆွဲလန်းပြီးတော့နေတဲ့ဆွဲလန်းတယ်ဆိုတာအာယုံအပြည့်ဆွဲလန်းတာကိုမဆိုလို့နော်အာယုံအပြည့်ဆွဲလန်းတာကိုပြောတာမဟုတ်ဘူးတရားအပြည့်ဆွဲလန်းတာဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ထဲမှာခန္ဓာထဲမှာကြည့်မယ်ဆိုရင်အနုတ္တယကိလေသာဆိုတာကိန်းပြီးတော့နေတယ်ကိန်းတယ်ဆိုတာကိလေသာဖြစ်ဖို့အနေအထားတွေရှိနေတယ်လို့ပြောတာဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးကိလေသာဖြစ်ဖို့အနေအထားတွေရှိနေမိချစ်ဖူးထဲမှာမိဖြစ်နိုင်တဲ့အနေအထားလေးရှိနေတယ်လို့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာကိလေသာတွေဖြစ်ဖို့အနေအထားလေးတွေရှိအကြောင်းတစ်ခုပေါင်းဆက်ပေးလိုက်မယ်ဆိုလို့ရှိရင်ပေါ်လာမှာဆိုပါစို့မျက်စိကနှစ်သက်စရာအာယုံလေးမြင်လိုက်တိုင်းလောဘဆိုတာဖြစ်လာမမြင်ရင်မဖြစ်သေးဘူးမြင်လိုက်ရင်ဖြစ်ပြီနားကလည်းပဲကိုကြိုက်တဲ့အတန်လေးကြားလိုက်ပြီဆိုရင်လောဘမကြိုက်တဲ့အတန်လေးကြားပြီဆိုရင်ဒေါသဘယ်ကရောက်လာဟောဆိုင်နဲ့ဆိုင်အကြောင်းတရားတွေပေါင်းစပ်လိုက်တဲ့အခါမှာပေါ်လာတဲ့သဘောအဲ့ဒါကိုအနုတ္တယဓာတ်လို့ခေါ်တယ်အဲ့ဒါလို့ကိန်းနေတဲ့အနုတ္တယဓာတ်တွေမက်ကနေပြီးတော့နောင်ဘယ်တော့မှမပေါ်လာအောင်ဘယ်လိုပဲတိုက်ဘယ်လိုပဲအာယုန်တွေကလာနောက်ထပ်ဘယ်တော့မှမပေါ်တော့ဆိုပါစို့ဂက်စ်မီးချဖူးလေးထဲမှာဘိန်းလည်းဖြုတ်ပလိုက်ဂက်စ်တွေလည်းထုတ်ပလိုက်လို့ရှိရင်မီးဖြစ်เสียအကြောင်းမရှိတော့ဘူးပေါ့အဲ့ဒါလိုပဲဖယ်ရှားပစ်လိုက်တဲ့ဘယ်တော့မှမလာအောင်ဖယ်ရှားပစ်လိုက်နိုင်တဲ့ဆွန့်လွတ်မှုကိုသမုတ်စေတပဟာနဖြတ်တောက်ဖယ်ရှားဆွန့်လွတ်ခြင်းလို့ဒီနည်းနဲ့ဆွန့်လွတ်ခြင်းနောက်တစ်ခုကျတော့ဘာလဲလို့ဆိုရင်မက်ပြီးတဲ့အခါမှာဖို့စိတ်မက်ရဲ့အကျိုးတရားအနေနဲ့ဖို့စိတ်ကပေါ်လာတယ်အဲ့ဒီဖို့စိတ်လေးပေါ်လာတာထပ်မှန်ပြီးတော့သူကငြိမ့်သက်ပြီးတော့ဆွန့်လွတ်တာပฏิပတ္တိပါဟနာထပ်မှန်ငြိမ့်သက်ဆွန့်လွတ်ခြင်းဥပမာဘာနဲ့တူတော့ဆိုရင်ပထမမီးကိုငြိမ့်လိုက်ပြီမဲ့လို့အပူတွေကျန်နေသေးတယ်အဲ့ဒီအပူတွေကိုဒုတိယအချိန်ထပ်ငြိမ့်နေပေါ့မီးငြိမ့်သွားပြီမဲ့လို့မီးခဲလေးမှာမီးသွေးခဲမှာအပူလေးကျန်နေသေးတယ်အဲ့ဒီအပူကိုထပ်ငြိမ့်တဲ့သဘောမက်စိတ်ကမီးငြိမ့်အောင်လုပ်တယ်ဖိုးစိတ်ကအပူငြိမ့်အောင်လုပ်တယ်ထပ်ငြိမ့်တာအဲ့ဒါမျိုးကိုပฏิပတ္တိပါဟနာလို့ဒီလိုခေါ်တာအဲ့ဒါကထပ်မှန်ငြိမ့်သက်ဆွန့်လွတ်ခြင်းနောက်တစ်ခုကျတော့နိတရဏပါဟနာလို့ခေါ်တယ်နိဗ္ဗာန်ဆိုတဲ့သဘောဟာအကြောင်းတရားတွေကစုပေါင်းလှုပ်ထားတဲ့နာယုတ်လိုပဲခေါ်သင်္ခတလိုပဲခေါ်ဒုက္ခလိုပဲခေါ်အကြောင်းတရားတွေကပေါင်းစပ်ပြီးတော့ထားတဲ့ယုတ်နံဓမ္မသင်္ခါရတရားတွေကလုံးဝထွက်သွားခြင်းအပြင်ဆွန့်လွတ်တာနိဗ္ဗာန်ဟာသင်္ခါရတရားတွေနဲ့လုံးဝလွတ်သွားတဲ့အဆင့်နိတရဏဆိုလွတ်သွားတာထွက်သွားတာလွတ်မြောက်သွားတာအဲ့ဒီလွတ်မြောက်သွားခြင်းဖြင့်ဆွန့်လွတ်ခြင်းဟာသင်္ခါရတရားတွေနဲ့လုံးဝမဆက်ဆက်
သင်္ခါရတရားတွေကလုံးဝလွတ်ထွက်သွားပြီးတော့ဆွန့်လွတ်ခြင်းအဲ့ဒါကိုနိတ္တရဏပါဟနာလို့ခေါ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာအခုချိန်မှာကိလေသာတွေမကင်းသေးတဲ့ပုဂ္ဂိုလ်တွေရဲ့သဘာဝအတိုင်းဆွန့်လွတ်ခြင်းဆိုတာတွေမလာပဲနဲ့ဆုတ်ကင်ခြင်းနဲ့ပဲယက်တည်နေကြတာနော်အခုလိုဆုတ်ကင်နေသမျှကာလပတ်လုံးဒုက္ခတွေနဲ့ပဲတွေ့နေဥမှာပဲဆွန့်လွတ်နိုင်မှသာလေချမ်းသာဒုက္ခဆိုတာရမယ်တန်တရားဝဆင်းရဲကလွတ်မယ်အခုလိုတတေငါပါဟနာနဲ့ဆွန့်လွတ်မယ်ဝိက္ခမနပါဟနာနဲ့ဆွန့်လွတ်မယ်သမုတ်စေရပါဟနာနည်းနဲ့ဆွန့်လွတ်မယ်နိတ္တရဏပါဟနာပฏิပတ္တိပါဟနာနည်းနဲ့ဆွန့်လွတ်မယ်နောက်ဆုံးနိတ္တရဏပါဟနာလို့ဆိုတယ်သင်္ခါရတရားတွေကလုံးဝလွတ်ထွက်သွားမှသာလေထာဝရအငြိမ့်တဲ့ထာဝရချမ်းသာတန်တိဒုက္ခဆိုတာရောက်ရှိမှာဖြစ်တယ်ဆုတ်ကင်ထားသမျှကာလပတ်လုံးဆင်းရဲဒုက္ခထဲမှာမထွက်နိုင်သေးဘူးဆွန့်လွတ်လိုက်ပြီးနောက်ဆုံးမှာအမြင့်ဆုံးဆွန့်လွတ်ခြင်းဆိုတဲ့သင်္ခတတရားတွေကိုအလုံးဆွန့်လွတ်လိုက်နိုင်ပြီဆိုတဲ့အခါကျမှသာလေထာဝရအငြိမ့်တတ်ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုရရှိမှာဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဆုတ်ကင်ခြင်းဆိုတာကိုတစတစဘုန်းကြီးတို့ဖြုတ်ပယ်ပြီးတော့ဆွန့်လွတ်ခြင်းဆိုတာတွေကိုတဖြည်းဖြည်းဆွန့်လွတ်သွားနိုင်မှသာလျှင်နောက်ဆုံးတန်တိဒုက္ခမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောတဲ့နိဗ္ဗာန်ပရမန်ဒုက္ခ supreme happiness ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်ဆိုတာကိုသဘောကျပြီးတော့ဆုတ်ကင်ခြင်းမပြုဘဲနဲ့ဆွန့်လွတ်ခြင်းကိုကြိုးစားပြီးတော့အားထုတ်ဖို့အမတန်မှအရေးကြီးတာကြောင့်မို့လို့ဆွန့်လွတ်နိုင်ရေးအတွက်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတအစရမရာတိတိဘာဝနိဗ္ဗာနံယန္တုသာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသသဗ္ဗေပူဇာညစ်နောက်ကိလေသာစေတောက်ဟုသမျှတို့သည်သမုဟတာပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောင်းပေမရအောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းတတ်သောတေတိဘဝံကိလေသာဟုပုခသိင်ကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း